ကဲစောစံမြပွဲလေးကိုကျွန်တော်တစ်ချက်တင်ပေးခြင်းတယ်ဗျာကဲဒီမှာတစ်ချက်ကြည့်မယ်ဗျာနော်ပွဲလေးကမိုက်တယ်ဗျာ round 1 ยกที่1ဒီဖိုက်တာလေးကပြောမစရင်တကယ်ပါဝါလဲကောင်းတဲ့ဖိုက်တာလေးခြေကန်ကျလေးတော်တော်ကောင်းတယ်ဗျာဒီဘက်မှာကြည့်ရတယ်လို့နော် แล้วก็โซเฟียน ပြတော့ มวยไทย ဒီနိုင်ငံခြားဖိုက်တာတော့သူကအရန်မကောင်းတယ်နော် 9ครับ ခြေတံလက်တန်လေးလည်းကောင်းတယ် จากเมียนมาสูง155นะแม่เล็กกว่าชัด ကဲစိုးဗျစောစံမြနော်ခြေကန်ကျလေးကောင်းတယ်မွေထိုင်းစတိုင်ပေါက်နေနော်ကျွန်တော်မြန်မာဖိုက်တာအပြာတော့ ขยับเดินครับโซเฟียนไปขวาครับนี่ลูกถีบครับโซเฟียน ဝင်ပြီနော်ဘောရှော့ရလိုက်ကြည့်တယ်ဗျ MG พยายามจะต่อยหมัด ชิคกันจะก้าวหน่อยเนอะ อีกที่ต่อยหมัดครับ ကောင်းတယ်ဗျဘယ်ထောက်တော်တော်မြန်တယ်နော်โอ้ตรองနဲ့ ที่ ပြန် สองครับ ထောင်း โซ တယ် เฟียน MG พยายามบวกหมัดไปขวาครับขยับเข้าไป ကဲပွဲရတော့မြည်တဲ့အတိုင်းပဲနော် ขยับเข้าไปครับหาจังหวะกันอยู่ครับ အရှောင်းတင်းကြီးလည်းမဆိုးဘူးနော်သူမကြည့်ရတယ်လို့ဒီပွဲမှာโอ้ကန်ကောင်းသွားနော် พยายามจะเตะขาครับ MG โซเฟียนเตะไม่โดนครับ အနေထားကိုကြည့်ရင်ဝင်တော့မှာနော် พยายามจะเตะขาครับต่อยลำตัว ထောင်းလေးတော့ထောင်းတယ်ဗျပြန်ရဖိုက်တာအခြေ โด သိ น ပ် กวาด ခံ หน้า လိုက် ลงไปครับพยายามจะฟันศอกครับโซเฟียน MG ကျွန်တော်လည်း บวกห မိ ด တံမလို့ဗျပွဲသွားနိုင်တယ်နော် โอ้สนุกอ้าวแม่เสียหลักล้มลงไป ပြန်ထားတယ် ขยับเข้าไปต่อยหมัดครับตีเข่า ကဲ โดนบิดล้มลงไปอีกครั้งหนึ่งครับช่วงปลายยกที่หนึ่ง ကဲရောင်းဝပြီးတော့ end of round 1ခုလိုလောက်အဒီဆော့ဆန်များကနော်ပြောမစင်ဒီဖိုက်တာကိုအမောက်တိတ်ထားတော့ကဲနာမည်ကြီးနေရပါတော့ဒါကြောင့်ဒီပွဲလေးတင်ဆက်ပေးရခြင်းဖြစ်တဲ့ကောင်းလိုက်ဗျဒီဖိုက်တာမစိုးဘူးနော်ခြေကန်ကြလေးလည်းတုံးပေးတယ်နော်ဒီလက်သီးချိုးပေါက်လေးလည်းမစိုးဘူးပြောမစင်ကဲပြန်ပြတယ်ဟဲ့လားကောင်းတယ်နော်ဝင်ထွက်လေးတော့ကောင်းလိုက်ဗျဒီသူကတခုတော့ကြောက်မယ်ဗျကျန်ဖိုက်တာလည်းတောင်နဲ့ထောင်းတယ်နော်ချက်ကောင်းပြီလို့ပွဲသွားရင်မလွယ်ဘူးဗျနော်အရှုံးပေးရနိုင်တယ်ဒါလေးတော့တိတ်ထားပဲဗျနော်အားပေးကြကျွန်တော်များပေးတယ်အများကြီးပဲကဲတောင်လေးလှိမ့်တုံးခိုင်းတယ်နော်သူနီးကြအမိုက်တယ်ကဲသူတောင်နဲ့အပြက်ဖြတ်ခိုင်းတဲ့အနေခါမှာရှိတယ်ကဲကြည့်မယ်ဗျ round 2ပြန်စတယ်ကဲ round 2စပြီ round 2ยกที่2ยกที่สองครับลุยกันต่อ เอาจีขัดเลย โซเฟียนขยับเดินครับอาศัยความใหญ่ ขัด กด เนาะ เข้าไปต่อยหมัด
MJ ပြန်မဲ့ဖိုက်တယ်ခြေကန်ချက်ကလည်းကြောက်ဖို့ကောင်းတယ် สู้เหมือนกัน တော်လေးတော့တတိထားနေ ขาครับ နော် ไปซ้ายอีกทีหนึ่งขวาไป ဆိုစံမြကမွေထိုင်းစတိုင်ကိုပေါ့တယ်မိုက်တယ်လှမ်း วันนี้กองเชียร์มาเยอะครับที่วันไฟอะคาเดมี่ไปขวาครับ ခြေကန်ချက်တွေကောင်းတယ်ဗျကဲမှာတော့ရ ต่อยหล่นเลยครับ ယူကျူးပြ เรี က် ยบร้อยครับ ကဲပွဲသိမ်း โอ้โหหมัดหนักจริงๆครับ ပွဲ MG ရတော့ကျွန်တော်များဖိုက်တာဆိုစံမြနေရရှိပါတယ်အားလုံးကျေးဇူးတင်ပါတယ် โอ้โหหมัดเดียวจอดครับ แน่นอนจริง Well, ladies and gentlemen, in the second round of action via knockout, your winner in the